အားလုံးပဲမင်္ဂလာပါဒီနေ့တော့အထက်လန်းဆရာတွေတော်တော်များများကြောက်ရတယ်အောက်လန်းတိုက်တွေပေါ့နော်အဲ့ဒါလေးရှင်းပြအောင်ဟာကျွန်တော်တို့ကတော့ထက်လန်းဆရာပါဗျာကျွန်တော်တို့ဘာလို့အောက်လန်းကြောက်အောင်မလဲဆိုဆရာတွေရှိကောင်းရှိမဟုတ်တယ်အဲ့လိုပညာကြီးလောကကြီးမှာရှိတယ်နော်အထက်လန်းဆရာကိုလုံးဝလုံးလို့မရတဲ့ပညာကြီးရှိတယ်အဲ့တော့ဆရာကိုအခုအောက်လန်းတွေကလဲတယ်လေအရင်ပညာပါတယ်ရွှေရင်ကျော်ဆိုရင်တော့မှနော်သူတို့ကတခွန်းနဲ့ပြောတာငါတို့ကဆရာပဲတိုက်မှာဂိုင်းမတိုက်ဘူးလို့ပြောသဘောပေါက်လားရွှေရင်ကျော်ဂိုင်းကိုတိုက်လို့ရဆရာပဲတိုက်လို့ရတယ်နောက်တစ်ခုထပ်ပြီးတော့ပြောချင်တာအဲ့လိုပဲလေကျွန်တော်တို့ကပညာယူထားပါလားမနောစိတ်တို့ပဲဖြစ်ဖြစ်မနောမကြီးဒီပဲဖြစ်အခြားခြားသောဂိုင်းပညာစိတ်မျိုးဖြစ်ဖြစ်ပေါ့ဘလောက်ပဲစရဏမြင်မြင်ရတယ်ကိုကတော့စရဏကောင်းလို့တော့၎င်းပညာကောင်းလို့တော့၎င်းစေးကောင်းလို့တော့၎င်းအင်းကောင်းလို့တော့၎င်းအဆောင်ကောင်းလို့တော့၎င်းမိမိကစီးကောင်းလို့တော့၎င်းမတိုက်ဖို့ဒီအောက်လန်းနေရဆရာမလုပ်လို့မရဒါပေမဲ့အလွန်ပါနဲ့တဲ့အောက်လန်းဆရာကြီးရဲ့တိုက်ကွက်ဘယ်လိုတိုက်မလဲသူ့မှာပညာရှိရလေသူ့မှာအဆောင်ရှိရလေသူ့မတိုက်ဘူးလေသူ့မိသားစုတိုက်မှာပေါ့ဟုတ်လားဒီကောမိသားစုပေးရလေဒီခုနဲ့သားသမီးကိုကူညီနေတဲ့ဆရာဘာဖြစ်တာလဲမိသားစုတိုက်မှာလေဟုတ်လားနောက်ဆုံးဆရာကနေပြီးတော့ငါမိသားစုအနေပြုမဲ့ဆက်ပြတ်တော့ကိုမိသားစုတွေအစီရင်လုပ်ပေးတာဖြစ်ဖြစ်ကိုမိသားစုတွေစီးချတာဖြစ်ဖြစ်ရတယ်လေမိသားစုမတိုက်ဘူးဘာကိုတိုက်တယ်စီးပွားရေးကိုတိုက်တယ်ကိုယ်မှာဥပမာပြထက်လန်းဆရာဆိုလူနာမလာတော့တာတို့လာမဲ့လူနာကိုတွန့်လွတ်ပလိုက်တာနောက်တစ်ခုကိုရောင်းမဲ့ဟာတွေရောင်းမထွက်တော့တာတို့အဲ့အမျိုးတွေလဲလုံးဝမိစက်နဲ့ပတ်တာတို့ဘာလို့လုံးဝကိုပညာနဲ့ကိုလုံးလိုက်ရှင်းလို့ရတယ်နော်နောက်ပိုင်းဘာထက်တိုက်လဲနောက်ပိုင်းဘယ်လိုတိုက်လဲသူ့စီမှာလာဝယ်တဲ့လူတို့ဘာလို့တစ်ခုဖြစ်အောင်တိုက်ပလိုက်တာစီးပွားရေးတွေပိတ်အောင်တိုက်ပလိုက်မယ်သူ့စီဆိုင်မှာဆိုင်တစ်ခုဖြစ်အောင်ကိုလှုပ်တာအဲ့ဒါမှလုံးဝလုံးလို့မရတော့ဘူးဆိုရင်ဘာလုပ်လဲဟုတ်ပြီဒါကြီးလုံးလို့မရဘူးတစ်ဆင့်ကနှစ်ဆင့်ကဒါနော်မိမိကိုလုံးလို့မရဘူးပေါ့နော်မိမိလုံးလို့မရဘူးမိမိလုံးလို့မရဖေးထားလိုက်မိသားစုလုံးတာတစ်ဆင့်ကံပေါ့တစ်ဆင့်တိုက်တယ်မိသားစုတိုက်လို့မရတော့စီးပွားရေးကိုတိုက်တာနှစ်ဆင့်တိုက်တယ်စီးပွားရေးကိုဆရာကနေတတိယလို့ဖြတ်လိုက်တဲ့အချိန်မှာဘာထပ်လုပ်လိုက်လဲအဲ့မိသားစုစီးပွားရေးကိုကူညီပေးနေတဲ့အရာတွေကိုတိုက်လိုက်တာ30တိုက်တယ်အောက်လန်းနေနော်ဒါ30ပဲရှိသေးတယ်ဒါပေမဲ့စာရေးသူမြင်ဘူးတဲ့အမြင်ဆုံးက4ဆင့်ရှိတယ်အခုထိုင်းမှာဂျုံက4ဆင့်ရှိတယ်ဘလို့ဂျုံကလည်းသိလားတထေးလည်းအဆင်ပြေသွားတယ်အလုပ်သမားတွေလည်းအဆင်ပြေတပိလည်းအဆင်ပြေဒါပေမဲ့တထေးတီရဲ့ဝယ်တဲ့ customer တွေပိတ်ပြတာဝယ်သူတွေပိတ်ပြတာအောက်လန်းနေအောင်စွမ်းနေအချို့ကျတော့တလောက်မစောင်းဘူးစွမ်းနေအဲ့ဒါတွေကတကယ်မနိုင်ပြအမှန်တရားတွေအချို့မလိုင်းဘတ်တို့ဝမ်နင်းဘတ်တို့မှာဆိုအောက်လန်းဆရာတွေကတိတိချာချာကိုဘယ်လိုပြောရမလဲနာမည်ဆိုင်ပုံးတွေကိုတင်နေဆိုကြတဲ့ကူကစဉ်းစားကြည့်နော်သူတို့မှာလက်စွမ်းထက်တဲ့ပညာရဲ့တခုရှိလို့ပဲအဲ့တော့ပြောချင်တာကကွာဟိုလူမိုက်တွေးလည်းမဟုတ်ဘူးမင်းတို့အထက်လန်းနေရတော့ပြောမှာပဲမင်းတို့တက်တိရှိဘော်ဒင်လုပ်လို့ဒဲလုပ်လို့ဘယ်လိုဘော်ဒင်လုပ်လို့ရမလဲဒဲလုပ်လို့ရမလဲဥပမာပြင်ဒီကောက်တော့မှနော်ဥပမာစစ်တက်တို့ရဲတို့တခုရှိရထားနော်ဥပမာပြောတော့နိုင်ငံကြီးမပေါ့တခုရှိတယ်ပဲထားအကောင်သွားပြီးလူမိုက်ကသွားဒဲထိုးရဲမလားအဲ့တော့လူမိုက်စကားပြောရလို့မပြောနဲ့လေဒဲထိုးမှလားပြည့်ရလေသွားပြီးထိုးလိုက်ခမ်းမှတည်တည်နဲ့ထိုးတဲ့ကောင်တော့လူမိုက်ပဲလေအဲ့တော့ဘယ်လိုလုပ်မှလဲတိုက်ကွက်တွေပြောင်းလိုက်ပြီအစ်စ်တွေပြောင်းလိုက်ပြီဟုတ်ပြီဒီကောင်ဘေးချင်းဘေးနေရလစ်တက်လေဒီကောင်ကြက်ကဘာလေးလေဟုတ်ပြီဒီကောင်မှာသားသမီးရှိလားကြည့်ပြီအကောင်သားသမီးကိုဖြုတ်တာအောက်လန်းဆရာဟုတ်ပြီဆရာတယောက်ဆိုပြောကကူသူသမီးဘာဖြစ်နေလဲဆိုတော့ကျင်းဖြောင်းနေသွားပြီးကောင်းဆိုင်အဲ့ကလေးစားပြီးအဲ့ဆရာပညာယူထားကနေပြီးမဖြစ်တော့ဘူးငါတဲ့ဒီထန်တန်းကူတဲ့ပညာသွားတော့မယ်ဆိုအဲ့သူတို့ဆရာစီသွားပြီးတော့တခြားပညာယူလိုက်ကြဒါတွေကကိုတွေ့တယ်နော်အဲ့တော့အောက်လန်းတွေကိုလည်းပေါ်သေးသေးမမှတ်တင်အထင်မသေးတင်ဘူးအရန်တော်တဲ့အောက်လန်းတွေရှိတယ်အဲ့တော့အောက်လန်းဆရာလုပ်တယ်ဆိုရင်လည်းလို့ပြောရမလဲပါနတ်ပို့လဲလိုတယ်အခြားခြားပေါ့နော်တိတိကျကျအချိန်ကိုက်လုပ်တတ်ဖို့လဲလိုတာပေါ့ပြောချင်တာကတော့ဒီဆရာကငါလုပ်မယ်ဆိုမတော့တစ်ခေါက်နဲ့တော့သွားမဆန်နဲ့တကယ်ဆရာကြီးတွေကအဲ့ဒီဆရာမကုကျင်လောက်အောင်လုပ်တာသူကုနေချင်းတစ်ခုဖြစ်အောင်လုပ်ပြတာတော့လုပ်ပြလိုက်တာတော့ဆိုနောက်ပိုင်းအောက်လန်းဆရာလက်လျှော့အထက်လန်းဆရာလက်လျှော့သွားတာလို့
နော်အထက်လန်းဆရာဘာမှမရှိဘူးနော်ဒါပေမဲ့အဲ့အချိန်မှာအောက်လန်းဆက်နဲ့ဖန်တီးလိုက်တယ်အမှတစ်ခုခုအမှုဖြစ်သွားတဲ့နေရာတို့ဥမာဆန္ဒပြတစ်ခုပေါ့ဖြစ်သွားတဲ့နေရာတစ်ခုဖန်တီးပြီးတော့အဲ့ဆရာကိုထည့်နိုင်တဲ့ပညာတွေပါရှိတယ်အပေါ်သေးသေးမှတ်မှတ်နေပြအဲ့တော့ပြောချင်တာကတော့ဟိုငါတို့ကဘလောက်တက်တယ်ဘာတက်တယ်သွားမပြောနဲ့ပညာပဲရှိတယ်ပညာပဲရှိတယ်သူနိုင်ကိုနိုင်နေဆိုတာမရှိဘူးပညာဆိုတဲ့သဘောတရားမှာပရိယေမာယာဗျူဟာတွေပဲရှိတယ်ပရိယေတို့မာယာတို့ဗျူဟာတို့ပဲရှိတယ်အဲ့တော့ငါသားတယ်ဆိုပြီးတော့စွတ်ဖမ်းမယ်ဆိုရင်လည်းမရဘူးလေမရဲများလို့ပဲသတင်းတိကျရမှာဖမ်းလို့ရမှာလေဘယ်နေရာပါရှိပြောဖမ်းလို့ရမှာလေဘယ်နေရာမှာပါရှိရတစ်ဖက်ပညာတွေဘလို့တိုက်ထားတယ်ဘလို့လုပ်မယ်ဆိုတော့ဘယ်သူမှသိမပေးဘူးနော်လုပ်တဲ့လူကဒါကကြရင်တော့မှနော်အချို့ပယောဂမိတယ်ဆိုပြီးတော့ပြောနေတာအယောင်ပြလေးပဲပြလိုက်တာထိုးကြည့်လိုက်တာနည်းနည်းလေးကြောအနောက်မှာအကြီးအကျန်ကြီးခြံလာတာစက်တည်းရဲ့သဘောတရားကလေဘလို့ပြောရမလဲဆိုတော့မထင်ထားလောက်တဲ့ပမာဏလေးပြပြီးတော့လုပ်ပြရတယ်လေရှိအဲ့တော့လေတုံးတိုင်ုံလေးဆိုပြောချင်တာကတော့အထင်မသေးကြပါနဲ့လို့ပဲကျွန်တော်ပြောချင်တာပေါ့နော်ဒါတော့ကျွန်တော်ကိုတွေးနေကျွန်တော်ပြောတာပါကြိုက်ရင်နားထောင်မကြိုက်ရင်နားမထောင်နဲ့ဘာလို့လဲဆိုတော့ဒါတွေကတော့ကိုတွေကတော့ပို့ပွဲနှွဲလာတော့သိတယ်ပို့လို့မရဘူးဗျပို့လို့မရဘူးဆရာတယောက်ကအမေဆိုရှိတယ်ဆရာသူ့ဆရာကပညာယူထားတာသူ့မြတ်ပညာမယူဘူးလေအမေသားပိုင်းစားတယ်လေဟိုကလုတ်တယ်လေအဲ့တော့အောက်လန်းအဲ့ဆရာလုံးမရဘူးသူ့မိတဖြည်းဖြည်းနဲ့ယောဂဖြစ်ပြီးတော့သေအောင်လုပ်တာလေအဲ့ဆရာလည်းသူ့မိယောဂဖြစ်တယ်ဆိုတော့သူ့မိလည်းအဲ့ဆရာလည်းတိမသွားရှာဘူးအဲ့ဆရာဘယ်လိုလုပ်တိလဲလို့မပြောနဲ့ဘာဖြစ်လို့ဆရာတို့ကြတော့ဒီနားတွေအများကြီးရှိတယ်အပြည့်နဲ့အချိတ်ဆက်တွေရောအတိတယ်ဆရာတို့ဘသူ့နေပေါင်းတယ်ခုလက်ဆရာလည်းပေါင်းတယ်အောက်လန်းဆရာလည်းပေါင်းတယ်အေးပေါင်းတာနော်မရောဘူးအထက်လန်းဆရာလည်းပေါင်းတယ်ဘာလို့လဲတဲ့အောင်စကားပြောတယ်ဘသူနဲ့မှဆရာရန်သူမဟုတ်ဘူးအထက်လန်းအောက်လန်းနေနဲ့စကားပြောမယ်ဆိုမှဆက်တစ်ခုနဲ့ပြောလိုက်တယ်မင်းတို့ငါတို့ကဆိုစစ်စကားနဲ့ပြောစစ်မြေပြင်မှာထိတ်တိုက်မတွေ့မချင်ရတော့မင်းတို့ငါတို့ကတော့ရန်သူတွေမဟုတ်ဘူးဒါက AC ပဲပေါင်းတယ်ဒါပေမဲ့စစ်မြေပြင်မှာထိတ်တိုက်တွေ့နေမင်းတို့လည်းမှညာနဲ့ငါလည်းမညာဘူးအဲ့လိုပြောတော့တာနော်အဲ့ဒါကြောင့်မလို့ဟိုလေငါတို့ကထက်လန်းနေပါဆိုပြီးတော့သိပြီးတော့ဇောင်းမကြွားကြနေပေါ့နော်အဲ့အထူးသဖြင့်ဖြစ်တတ်တာဆရာပေါက်စားတွေဖြစ်များတယ်ဆရာပေါက်စားတွေဖြစ်များတယ်ဟိုကလော်ထဲလိုက်လို့ရှင်းပြောနေတာကို24နိုင်လုံးတာမဟုတ်ဘူးလော်ထဲလိုက်လို့ကိုသတိမေးတဲ့ချိန်ရှိတယ်သတိရောတဲ့ချိန်ရှိတယ်လော်ထဲလိုက်လို့အဲ့ဒါနားကားကုန်နေပြီနော်အောင်လမ်းဘက်ကလိုက်ပြောနေတာမဟုတ်ဘူးနော်အောင်လမ်းဘက်ကလိုက်ပြောနေတာမဟုတ်ဘူးဘာလို့လဲခုတော်တော်လေးဇောင်းကြွတာတွေတော်တော်လေးတွေ့လာလို့ပေါ့နော်အဲ့တခုတော့ရှိတယ်မကြရင်ကြော်တော့ဒါစေတနာနဲ့ပြောပြတာအောက်မှာလာပြီးတော့မမရန်ရေးတာတို့ဘာလို့ရှိရဆိုဝေါ်တဲ့ဝင်ကြည့်လိုက်မယ်ဝေါ်တဲ့ဝင်ကြည့်ပြီးတော့မှဘာလဲဆို public နဲ့ပြောမယ်နော်အပြောချင်တာရှိချင်းနေတဲ့ပဲဒါဘယ်သူမှမကြိုင်းဘူးဒီနေ့ဘယ်သူမှလည်းစောင်းရေးထားတာမဟုတ်ဘူးကျွန်တော်ပြောနေလို့ထင်တော့မတက်နိုင်ဘူးဒါအကုန်လုံးပဲကျွန်တော်ပြောနေပါတယ်လို့ထင်နေဆိုရင်တော့လာခဲ့တဲလာခဲ့တဲပြောမယ်ဘယ်သူမှဒါမပြောဘူးဒါပေမဲ့ခုလောက်ပိုင်းတွေ့လဲဆရာကြီးပြောတကယ်မှန်တဲ့ထက်လန်းဆရာကြီးကြီးတယ်တကယ်မှန်တဲ့ထက်လန်းဆရာကြီးကြီးတယ်မမှန်တဲ့အထက်လန်းဆရာကြီးလာမှတ်ငါပြောချင်တာရှင်းရှင်းလေးနော်မှန်တဲ့အထက်လန်းဆရာတွေကိုမမှန်တဲ့ထက်လန်းဆရာကြီးလာမှတ်နော်မှန်တဲ့ထက်လန်းဆရာကြီးမပြောဘူးဇောင်းကြွနေတဲ့လူတွေကိုပြောပြတာမာနာကြီးနေတဲ့လူတွေကိုပြောပြတာနော်အဲ့ဒါလေးပေါ့နော်ဒါလေးပဲတစ်ချက်ပြောချင်တယ်ကျန်တဲ့အရာတွေသိမပြောချင်ပါဘူးဆရာကြီးကျွန်တော်လုပ်လို့မရပါဘူးဟိုကလို့ကျုံလဲအောင်လန်းမဟုတ်ဘူးဗျအဲ့ဆရာကြီးလည်းကြုံဦးကျင်မှာကြုံဦးမှာဒါပေမဲ့တကယ်ထက်တဲ့အောင်လန်းဆရာကြီးတွေရှိရင်တော့လက်လန့်တယ်ကျွန်တော်ပြောအကွက်တင်တိုက်တာဘယ်တော့မှလူကိုတေအောင်တိုက်ဘူးဆရာကိုတေအောင်တိုက်လို့မရဘူးသူတို့သိတယ်နော်အဲ့လိုတိုက်ကြတာဆရာကြီးတော်တော်များများသိရတစ်ဆင့်ကန်နှစ်ဆင့်ကန်ပဲသိတာသွားရင်ဆက်ဖြက်လာရင်ဆက်ဖြက်ဟလာမိသားစုအတွက်ဆက်ဖြက်ပဲသိတာလူနာအတွက်ဆက်ဖြက်ဒီလောက်ပဲသိတာလူနာရဲ့လူနာရဲ့ဟိုလုံနိုင်လားသူတို့မသိဘူးအဲ့လူနာရဲ့အပိနေမိသားစုတစ်ဆင့်ကိုချက်ပြီး4ဆင့်ကန်5ဆင့်ကန်နေအများကြီးရှိသေးတယ်အဲ့ရတိုက်တယ်ဘယ်သူမှမသိဘူးအဲ့ဒါကြတော့တကယ်ရင်ကြော်ပိုင်းတို့တကယ်အကျွမ်းပိုင်းနေတိုက်တာအဲ့ဒီပညာတွေအရန်ကြောက်စရာကောင်းတယ်အဲ့လိုဟာမျိုးတွေဆိုရင်လေတာမန်ဆရာမမီဘူးတာမန်ဆရာကလည်းမသိဘူးတကယ်ကျွမ်းကျင်ပိုင်နိုင်ပြီးတော့တည်တည်ချာချာသိလိုက်တဲ့ဆရာမျိုးမှလုပ်တာနော်အားလုံးပဲကျေးဇူးတင်ပါတယ်နော်ဒီနေ့စကားတော့တော်တော်များသွားတယ်နော်ကြိုင်းသွားရင်ခုလောကလောတောင်းပါပါတယ်